လင်မျိုးအဝင်ကိုမန္တလေးလာရှိုးလမ်းနဲ့နီနီနာနာလေးဖြစ်ရမယ်ပတ်ဝန်းကျင်ကောင်းပြီးတော့ classic design ဆက်ဆံအင်အဖြူ RC တစ်ထပ်တိုက်အစ်စ်လေးနဲ့ကျွန်တော်အခုမိတ်ဆက်ပေးမယ်။ဒါကပြုံးလင်မျိုးရဲ့ရက်ွက်ကြီးကိုနနဝွန်တစ္ဆာလမ်းကို၃ဘွက်ပဲငုတ်ထားတဲ့အနေထားမှာတည်ရှိတဲ့ RC တစ်ထပ်တိုက်အိမ်လေးလည်းဖြစ်တယ်။ design ကလည်း classic ပုံစံလေးတည်ဆောက်ထားတယ်။ချန်တဲမှာလည်း landscape ကောင်းပြီးတော့ကားကလည်း2စီးလောက်ရက်လို့ရမယ်အနေထားမျိုးလေးလည်းဖြစ်တယ်။ကား2စီး AACC ရက်လို့ရမယ်အကျယ်ဝန်း area လေးလည်းဖြစ်တယ်ဒီချန်ဝင်းကမျက်နှာစာ68ပေရှိမယ်ဘေးနှစ်ဖက်အရှိကပေ40ရှိတယ်68 40ပေါ်မှာတိဆောက်ထားတဲ့ RC အိမ်လေးလည်းဖြစ်တယ်အိမ်ရဲ့အဝင်မှာပန်းအိုးလေးတွေနဲ့ဆိုင်းရှင်ပုံပေါ်ထားပြီးတယ်ညာဘက်အချမ်းမှာကတော့ landscape ဘိုင်း area လေးလည်းရှိတယ် TV ဘိုင်းမှာလည်းဒါရှောက်လန်းလေးတွေနဲ့ပုံပေါ်ထားပြီးတဲ့အနေထားမျိုးလေးလည်းဖြစ်တယ်ကျန်းစာပင်လေးတွေနဲ့စိုက်ထားပြီးတဲ့အနေထားမျိုးလေးအိမ်အဝင်မှာကျွန်တော်သဘောကျတာဒီ sunshade လေးမိုးရင်းကိုရေမစိုးအောင်ဒီ design လေးတွေနဲ့ပုံဖော်ထားပေးတယ်အဝင်တကားကလည်း၄ပေဖြစ်လို့လွတ်လွတ်လပ်လပ်ချောင်ကြီးကြီးဝင်လို့ရမယ်အနေထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အထဲကိုဝင်ကြအောင်အဲ့ဒါဆင်ထားပြီးတဲ့ interior decoration ပိုင်းတွေက design လေးတွေကလည်းတလားပပနဲ့တက်တက်ရက်လေးလုပ်ထားပေးတယ်အဝင်မှာတွေကိုဒီလိုတံပန်းတကားလေးတွေနဲ့လုံခြုံရေး security ဘိုင်းအတွက်အကောင်းအောင်လုပ်ထားပေးတယ်အဲ့တော့အောက်ကတော့ကိုရီးယားပါကေးကို12 mm တုံးထားပေးတယ် living room မှာ partition လေးတွေခွဲထားပြီးတော့ဒီအလှပန်းအိုးလေးတွေဆင်လို့ရအောင်ပုံပေါ်ထားပေးတယ်ကျွန်တော်တို့ဒီ living room ထဲကနေဆက်လာရင်ဒီဘက်မှာက dining kitchen area လေးဒါကတော့ coffee တောက်ချင်တာပဲဖြစ်ဖြစ်ကိုယ်အိမ်မှာပဲဘာလို့မျိုးထိုင်နေနေတာပဲဖြစ်ဖြစ်အဆင်ပြေအောင် design ကိုပုံပေါ်ထားပေးတယ်ကျွန်တော်တို့ဒီနေရာလေးကိုကြိုက်လို့အရင်ထိုင်လိုက်ပြီအဲ့တော့ဒီအိမ်ထဲမှာအခန်းဖွဲအနေနဲ့က master bedroom ကြီးပဲ3ခန်းပါရှိတဲ့အနေအထားမျိုးလေးဖြစ်တယ်အခန်းဖွဲကလည်းတကယ်ကို master bedroom ဆိုတဲ့အတိုင်းပဲကြည်ကြဲဝန်းရောလင်းလင်းရှင်းရှင်းရောရေချိုးကန်းထဲမှာပါတဲ့ဘူထိုင်တွေရောဘတ်တက်တွေရောတကယ်ကိုအဆင်ပြေတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့သွားကြည့်အောင်ထဲမှာလည်းဒီ wall and design လေးတွေနဲ့အလားစင်ပုံဖော်ထားပေးတယ်အခန်းကကျယ်ပြီးတော့လင်းလင်းရှင်းရှင်းလေးရှိတယ်ရေချိုးကန်းဘူထိုင်ဆိုရင်လည်းကျယ်ဝန်းပြီးတော့လင်းလင်းရှင်းရှင်းရှိတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်ပစ္စည်းတွေထားလို့ရအောင်ပစ္စည်းတင်ဆင်နေလည်းလုပ်ထားပေးတယ်ဒီမှာကျွန်တော်တို့ living room area ပြီးတာနဲ့ master bedroom ဒီဘက်မှာ2ခန်းရှိမယ်ဒီဘက်မှာ1ခန်းရှိမယ်အခန်းပွဲကတော့ခုနမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲခုနကအခန်းနဲ့ဖွဲ့စည်းပုံရောအကျယ်ဝန်းရောအထက်ကပါတဲ့ရေချိုးကန်းဘူထိုင်ဆိုလို့ရှိရင်လည်းအတူတူပဲဖြစ်တယ်ဒီဘက်မှာတော့ဒါ common toilet အနေထားမျိုးလေးဖြစ်မယ်ဒါကတော့ dining kitchen area cabinet လေးတွေခွဲထားပေးတယ် cabinet တွေကလည်းကျယ်တဲ့အနေထားလေးဖြစ်တယ်ပုံမှန်လည်းဒါ partition box တွေလုပ်ထားပေးတဲ့အနေထားမျိုးလေးလည်းဖြစ်တယ်ဒီအိမ်မှာလုံခြုံရေးပိုင်းအနေနဲ့ CCTV ကလည်းတက်ဆင်ထားပြီးသားအနေထားမျိုးလေးလည်းဖြစ်တယ်ရေဘူးရေအေးလည်းပါမယ်အဲ့တော့ကျွန်တော် command toilet ကိုကြည့်အောင် toilet ကလည်းကျယ်မယ်ရေဘူးရေအေးတွေကအစားတက်ဆင်ထားပြီးတဲ့အနေထားမျိုးလေးလည်းဖြစ်မယ်ဒီအိမ်မှာတအိမ်လုံးကိုတံပန်းတကားတွေနဲ့လုံခြုံရေးပိုင်းဆိုင်ရာကောင်းမွန်အောင်ဖန်တီးထားပေးတယ်အနောက်မှာလည်းမြေပူပါပြီးတော့ပစ္စည်းတွေလည်းထားလို့ရမယ်အဝတ်တွေလည်းလှမ်းလို့ရမယ်အနေထားမျိုးလေးလည်းဖြစ်တယ်မိနေတာတခုရှိသေးတယ်ဒီဘက်မှာ shrine room area လေးလည်းပါတယ်ဖျားခန်းအတွက်စိတ်ငြိမ်ပြီးတော့ AACC တရားထိုင်လို့ရမယ်နေရာမျိုးလေးလို့လည်းကျွန်တော်အနေနဲ့ခံစားရတယ်ဒီဘက်မှာလည်း drain box လေးတွေနဲ့ဆန်းစီလိုက်ကနေရောအလှဆင်ပုံပေါ်ထားပေးတယ်ဒီလေးရဲ့မျက်နှာလဲကအနောက်ရက်ကိုလှည့်ထားတယ်ခြံဝင်းက68 40ဖြစ်ပြီးတော့ RC တစ်ထက် master bedroom 3ခန်းပါမယ် living room ပါမယ် shrine ပါမယ် dining kitchen area လေးပါမယ်ခေါ်ဆိုထားတဲ့ဈေးနှုန်းက3,400ဖြစ်ပြီးတော့ပိုင်ရှင်နဲ့ဓာတ်ရိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရပါမယ်ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကျေးဇူးတူတင်ရှိပါနောက်တစ်ခါပြန်ဆုံကြအောင်